ဒါတော့ကျွန်တော်ခွင်းနှန်းကူဆိုအကြောင်းလေးမှာရေတွင်းတူးနေလို့ကျွန်တော်ခွေလာလှူတာပါအားလုံးပေါင်းဆိုရင်တော့ခွေ30ပါကျွန်တော်တငယ်ချင်းအောင်ထိုက်က10ခွေလှူပါတယ်ဒီအကြောင်းလေးဟာလဲကျွန်တော်တို့ဝဲကလာဆရာတော်ဘုရားရဲ့အကြောင်းလက်ခွဲလေးပါပဲအကြောင်းမှာလဲရေခက်ခဲရှိတယ်လို့ရေတွင်းကလည်းမရှိပါဘူးကဲဒါကတော့ပိုးဆောင်ပေးနေတဲ့ဦးဆောင်ပိုးဆောင်ပေးနေကျွန်တော်တို့ရဲ့ဆရာအကိုမင်းဖြစ်ပါတယ်ယူဟာဒါကတော့ကျွန်တော်တို့ထဲမှာအငယ်ဆုံးအထွေးဆုံးခေါင်းပြူဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့ဖြိုးလေးပါပြီးတော့ဒီဘက်မှာတော့ကျွန်တော်တို့ရဲ့လူဖီပါဟိုနောက်မှာဆို2ကောင်3ကောင်တော့ပါသေးတယ်ဘာကလောင်နေလဲတော့မသိဘူးပေါ့ဒါပေမဲ့လူမှုရေးတို့ဘာလို့ညာတို့မှာတော့ထိတ်ဆုံးတော့ပါတယ်ပေါ့လူမှုရေးဘာသာရေးဒါပေမဲ့ကျန်တဲ့နေရာလေးထိတ်ဆုံးပါတယ်ခုလက်ရှိမှာတော့သွားနေတဲ့လမ်းကြောင်းလေးရဲ့ကွေးချိုးလေးတချိုးမှာပေါ့မိုးတွေကရွာလေတွေကတိုက်အဲ့လိုဘဝကြီးထဲမှာဒီလိုရုပ်လေးထွက်လာပါတယ်အားရောက်ကဲကျောင်းတို့ဆက်လက်ချီတက်နေပါတယ်အဲ့လိုအန်တရယ်တွေကျုံလာရင်မိကပေးဖယ်တာခုလက်ရှိမှာတော့နော်ခွင်းနှန်းကူကျောင်းတို့ရောက်ရှိနေပါပြီဖြစ်ပါတယ်ကျောင်းဝတို့ရောက်လာပါပြီကဲအားရခုလက်ရှိမြင်နေရတာတော့ခွင်းနှန်းကူကျောင်းရဲ့ဖျားလေးပေါ့အားရကျောင်းပေါ့ကျောင်းပြည်ရှင်နောက်မှညီကိုတွေလည်းကုန်ပါတယ်ပေါ့လာရောက်ပြီးခုညီပေးတာပေါ့အားရကျွန်တော်တို့ဦးဆောင်တဲ့ကားပေါ့အုံးမဲပေါ့အခုလိုဂွေဝယ်ပြီးလာလှူရတဲ့ပတ်စံနေရလဲကျွန်တော်တကြံမှာယုံကြည်နဲ့နော်အပေးကြတဲ့စက်ရုံကညီငယ်ညီမငယ်တွေရဲ့ပတ်စံနေလဲအများကြီးပါသလိုကျွန်တော်ကျောင်းစုံညီပွဲမှာတွားရောက်ဖြောပြီးတီးခတ်ပြီးတဲ့အတွက်ကျွန်တော်စုချင်းမြင့်တဲ့ပတ်စံလေးတွေစုပြီးတော့ကျွန်တော်ပြွာမှုတဲ့တက်ခွဲမှုဝယ်ပြီးလာလှူတာပါအေးမှုတွေကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့လဲကျွန်တော်အားပေးကြတဲ့ညီငယ်ညီမငယ်တွေလဲတာတို့ခေါ်နိုင်ကြပါသေးလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဒီကျောင်းလေးဟာလဲနမ်ပပရီကိုပဲအသုံးပြုပြီးတော့နော်မိခိုနေရတာပါအခုလိုပူတဲ့အချိန်လမ်းရလဲလာတစ်ချက်မလာတစ်ချက်ဆိုတော့ကျွန်တော်တို့အလှူရက်တွေဘာတွေဆိုရင်ကျွန်တော်တို့ရေကမလောက်ပါဘူးကျွန်တော်တို့မြန်မာစကားပုံမှာတကူးရေကုန်ကစုံရေကန်နဲ့အခုလာလဲကစုံလာဆိုတော့တိရတဲ့အတိုင်းပဲရေကလည်းခန်းနေတဲ့အချိန်ကာလဆိုတော့ရေတွင်းကအခုအတောင်20ကျော်နေပါပြီဒါပေမဲ့ရေကမထွက်သေးပါဘူးရေမထွက်သေးတဲ့အတွက်ကျွန်တော်တို့ဂွေကိုအရင်ချမှာဖြစ်ပါတယ်ဂွေ23ဂွေကိုကျန်တဲ့ဟာတော့ဂွေတီးကိုနောက်မှကျွန်တော်တို့ပြန်တူးမှာပါဒါတော့ကျွန်တော်နဲ့အတူနော်လောက်အားဒါနလိုက်ပေးကြတဲ့ကျွန်တော်ရဲ့ဘော်ဒါတွေဖြစ်ပါတယ်အားလုံးပေါင်းဆိုရင်တော့ကျွန်တော်တို့6ယောက်9ယောက်ရှိပါတယ်နောက်လိုက်ချင်တဲ့လူတွေကလည်းအများကြီးကြံပါတယ်ဒါပေမဲ့ကျွန်တော်မခေါ်ခဲ့တော့ပါဘူးလန့်ခီးရနည်းနည်းဝေးတော့ကျွန်တော်ရဲ့ညီလေးတွေအားကောင်းမောင်းတန်နော်လက်ရွေးတင်လေးကျွန်တော်ရွေးခေါ်လာတာပါဆွဲရမယ်ဖျက်ရမယ်ဆိုရင်တော့ဒီကောင်လေးထိတ်ဆုံးရပါပဲကဲခုဆိုရင်ပဲကျွန်တော်တို့ရေတွင်းထဲကိုဂွေတွေစချနေပါပြီအတောင်20ကျော်တဲ့ရေတွင်းကိုနော်ကျွန်တော်တို့လူနဲ့ပဲဘယ်လိုချရဲဆိုတော့လဲဘုသူတအနေနဲ့တချို့ကြောက်လဲရေတွင်းတော့ဂွေချတာမမြင်ဘူးပါဘူးအများသောအားဖြင့်ကျွန်တော်တို့ရေတွင်းတိုးရင်12ဂွေ73ဂွေကတော့အများဆုံးပါပဲအဲ့လောက်ဆိုရေများထွက်ပါဒါတော့ကျွန်တော်တို့ဂွေ20ကျော်တော့မှရေကမထွက်သေးပါဘူးအောက်မှာလဲကြောက်ဖြာတွေကခံနေရောမြေကြီးတွေလည်းမာပါတယ်ကဲအောင်မြင်စွာပြီးဆုံးပါပြီကဲနှကုတ်လေးတီးလိုက်ပါဦးတာရေလုံးကြီးကျွန်တော်တို့မနက်9နာရီကျော်လောက်ကပဲဂွေစချပါတယ်အခုဆိုရင်7နာရီကျော်လို့12နာရီလဲထိုးပြီးပါပြီမဖိုးကြီးနေရလဲကျွန်တော်တို့သုံးစားဖို့လဲခေါ်သမင်းစားဖို့လဲခေါ်နေပါပြီကျွန်တော်တို့နော်သမင်းစားပြီးရင်တော့ကျောင်းသုံးညံ9ညံပေါ့ဗျာကဲစားပြီးတော့ကျွန်တော်တို့ပြန်တော့မှာပါကဲကျွန်တော်ဘော်ဒါလေးတွေအလုတ်အားပေးမှာတော့နော်အင်တိုက်အားတိုက်အားကိုးရတယ်လို့ကဲစားတဲ့နေရာမှာလဲကျွန်တော်တို့အင်တိုက်အားဒါနဲ့အိုးလူပါမကြံပါဘူးဒါကြောင့်လဲအားထားရတဲ့ဘော်ဒါတွေဖြစ်ပါတယ်ခင်ဗျာ